အေယာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်းသည်2026ခုနှစ်ဩဂတ်လ20ရက်နေ့တွင်2029-2028ဘဏ္ဍာရေးနှင့်ကျောင်းလုံးမြို့နယ်၏ဒေသဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲအကောင့်ထဲပေါ်၏ညီနိုင်စီဝေးကိုတက်ရောက်ခဲ့ပါသည်။ယနေ့နေ့လယ်2နာရီအချိန်တွင်ကျောင်းလုံးမြို့နယ်၏2029-2028ဘဏ္ဍာရေးနှင့်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကိုထိရောက်အောင်မြင်စွာအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရေးအတွက်စီမံကိန်းရေးဆွဲကောင်းထဲပေါ်ရေးညှိနှိုင်းအစည်းအဝေးကိုကျောင်းလုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအေဂျင့်တာယာခမ်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။စီဝေးသို့အေယာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးတွင်2023-2028ဘဏ္ဍာရေးနှစ်အတွင်းအကောင့်ထဲပေါ်ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများနှင့်ဆက်နွယ်၍ကဏ္ဍအလိုက်ဆောင်ရွက်မည့်အစီအစဉ်များဒေသဖွံ့ဖြိုးရေးအတွက်အမှန်တကယ်လိုအပ်သည့်စီမံကိန်းများကိုဦးစားပေးရွေးချယ်ရေးဆွဲဆောင်ရွက်နိုင်ရေးစီမံကိန်းလုပ်ငန်းများကိုသတ်မှတ်ကာလအတွင်းရည်သွေးပြည့်မီစွာအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရေးတို့ကိုဆွေးနွေးနိုင်ခဲ့ကြပြီးညနေ9:00နာရီအချိန်မှာညှိနှိုင်းအစည်းအဝေးကိုရှင်းသိမ်းခဲ့ပါတယ်။ထို့နောက်အေယာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည်ကျောင်းလုံးမြို့ကန္နာနယ်တခြားမြင့်ရည်မြင့်တက်လာမှုကြောင့်ရေဝင်ရောက်နေသည့်လမ်းပိုင်းခြေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်းသိရှိရပါတယ်ရှင်။